Westro မှာရှိရဲ့ main grade တွေဟာဂါဝမ်လာဝက်ဖို့အိမ်မက်မက်ကြတဲ့အချိန်မှာအာယာစတက်ကတော့ဓာတ်ကင်ဖို့ပဲစဉ်းစားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ပါတော်ဆုံးဆရာစီရီယိုကဓာတ်ရည်တင်မကဘူးဘွားကိုပါတင်ပေးခဲ့တယ်။တေချင်းတရားကိုတွေ့ရင်မင်းဘာပြောမလဲလို့စီရီယိုကမေးရခါအဲ့ဒီစကားဟာနောက်တစ်ချိန်မှာတစ်ကဘာလုံးကိုကဲတင်မဲ့စကားဖြစ်လာမယ်လို့ဘယ်သူမှမတင်ခဲ့ဘူး You are troubled. Yes. Good. Trouble is the perfect time for training. I don't like dolls and You're not here. Do you pray to the gods? the old and the new. There is only one God, and his name is death. And there is only one thing we say to death. Not today. သူ့ဘေနက်စတာတက်ကန်ရတဲ့ချိန်မှာအာယာဟာအဲ့ဒီစကားကိုပဲစောကန်ပြီးတက်ရှင်ခဲ့တယ်။သူ့ရဲ့ပြင်းကင်းစင်မှုဟာဖေရဲ့ခေါင်းပြတ်သွားတဲ့နေ့မှတင်သူ့အိမ်ထဲမှာနင်းမြုပ်သွားခဲ့ပါပြီ။အာယာရဲ့ဘဝမှာကောင်းဆုံးထူးခြားဆုံးဆက်ဆံရေးကဘာလို့လဲလို့မေးရင်တဟောင်းပဲဖြစ်မှာပါ။သူတို့ဟာတယောက်နဲ့တယောက်မြုံကြည်ရတဲ့ရန်သူတွေဖြစ်စတင်တွေ့ခဲ့တယ်။အာယာကတဟောင်းကိုသူ့ရဲ့တန်းရမယ့်စင်းထဲမှာထပ်ထားခဲ့ပေမဲ့တစ်ဖက်မှာလည်းခါးသီးရဲ့ကဘာကြီးထဲမှာဘယ်လိုရှင်သန်ရမလဲဆိုတာကိုသင်ပြီးတဲ့ဆရာတယောက်လိုဖြစ်နေခဲ့။တဟောင်းကအာယာကိုနှလုံးသားကိုဘယ်လိုချိန်ပြီးထိုးရမလဲဆိုတာကိုသင်ပြီးရဲ့အာယာကလည်းတဟောင်းရဲ့ရေခဲလိုအေးဆက်နေတဲ့နှလုံးသားမှာလူသားဆန်မှုကျွင်းကြံလေးတွေရှိနေသေးတယ်ဆိုတာကိုနိုးထားစီခဲ့ဒီလိုပဲသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်မုန်းတယ်လို့ဘယ်လိုပဲပြောပြီးမဲ့တကယ်တမ်းမှာတော့တယောက်အတွက်တယောက်ကတအိုးတဲသောမိသားစုဝင်တွေလိုဖြစ်နေခဲ့အာယာဟာသူ့ဖေအတွက်မိသားစုအတွက်ကလစားချစ်ခြင်းနဲ့ဒါပေမဲ့အဲ့အတွက်သူပိတ်ဆက်ခဲ့ရတာကသူ့ရဲ့ဝိညာဉ်ပါပဲ Bravo မှာသူဟာလောင်းတွေကိုဆေးကြောရရဲကျမ်းမြင်တွေကိုတိုက်ရရဲဒါတင်မကသေးပါဘူးသူ့ရဲ့ကိုယ်ပိုင်ဘဝတစ်ခုလုံးကိုဖျောက်ပစ်ဖို့မျက်စိလင်းကွယ်တဲ့အထိနှိမ့်ဆက်ခံခဲ့ရတယ်နေ့စဉ်နဲ့မျှရိုက်ခံရရဲတောင်းစားရရဲအောင်လူထဲမှာတယောက်တည်းထိကြံခဲ့ရတယ်ဂျော်ဂန်ဟော်ကာကသူ့ကို no one ဖြစ်ဖို့တိုက်တွန်းခဲ့ပေမဲ့အာယာရဲ့ရင်ထဲမှာတော့ star တယောက်ရဲ့မန်မန်ကအများရှိနေခဲ့သူဟာသူ့ရဲ့မျက်နှာကိုဆွလွတ်ခဲ့ပေမဲ့သူ့ရဲ့ညီတယ်လေးကိုတော့ဖုံးကွယ်သိသိကြခဲ့အဲ့ဒါသူပေးဆက်ရခဲ့တဲ့ဒုက္ခတွေကြားမှာနောက်ဆုံးကြံရှိနေတဲ့လူသားဆန်မှုပါပဲအဲ့လို no one တယောက်ဖြစ်ဖို့တင်ယူမှုတွေပြီးဆုံးသွားတဲ့နောက်ဆုံးမှာတော့အာယာဟာကပကြောက်စရာကောင်းဆုံးလက်နက်တစ်ခုဖြစ်လာခဲ့ဖရီတမျိုးနယ်လုံးကိုစိတ်ခတ်တက်ခဲ့ပြီးတော့မြောက်ပိုင်းဟာရာမှတ်မိနေတယ်လို့ပြောတဲ့ခန်းကတော့ပရိသတ်ရဲ့ရင်တွေထဲကိုမိတောက်စီခဲ့ When people ask you what happened here, tell them the North remembers. Tell them winter came for House Frey. နောက်ဆုံးမှာတော့နိုင်ကင်းကိုအဆုံးသတ်လိုက်တဲ့ခန်းအဲ့ဒီအချိန်မှာကျွန်တော်တို့စီရီရဲ့စကားကိုပြန်လည်ကြားအောင်ခဲ့အာယာဟာသူ့ရဲ့ဆရာတွေစီကတင်ယူရခက်သမျှကိုပြန်လည်သုံးချပြီးတော့ဒီကဘာလုံးကိုပေါင်လူထဲကနေကယ်တင်ပေးခဲ့ဆိုလိုတာကသူကနိုင်ကဲကိုတတ်ခဲ့ပြီးတော့ဒီကဘာလုံးကိုကပ်ပေးရနေပြီးတော့မှလောမြောက်စီခဲ့တာဖြစ်ပါတယ်အောင်ဝဲတွေပြီးသွားတဲ့နောက်မှာလေဒီတယောက်ဖြစ်လာရမှာပါဒါပေမဲ့အဲ့ဒါဟာသူပေးဆက်ရတဲ့အရာတွေနဲ့ရှင်ရင်တင်းငယ်လွန်ပါတယ်သူဟာနိုဝမ်ပြည့်သက်ရှင်ခဲ့ရလို့အိမ်ပြန်ရောက်တဲ့ခါမှာလည်းအိမ်နဲ့မသက်ဆိုင်တော့ဘူးဆိုတာကိုသူတည်သွားခဲ့နောက်ဆုံးတော့မြေပုံမှာမရှိသေးတဲ့ရက်ကိုတင်းဝစီပြီးထွက်ခွာသွားတဲ့အာယာသူဟာကဘာကြီးကိုကယ်တင်ခဲ့ပြီမဲ့သူ့ကိုယ်သူတော့ဘယ်တော့မှပြန်မတွေ့နိုင်တော့တဲ့